အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဘုတ်ဖန်ကနေကြိုဆိုလိုက်ပါတယ်စာအုပ်တွေစုံစုံလင်လင်နားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ဆရာခတ်စောရေးသားထားတဲ့ပြိုင်ပိန်းဆိုတဲ့ဝတ္ထုလေးရဲ့ဇက်သိမ်းပိုင်းအပိုင်း15ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဈေးုံကြီးရဲ့အနောက်ဘက်မော်ရဲ့အတွင်းမှာကျွန်တော်နဲ့ပိုင်ပိုင်တို့ရင်ဝဲယုံရှိရာလမ်းလျှောက်သွားကြတယ်။ရင်ဝဲယုံကဈေးရုံအနောက်ဘက်ကကုန်းပြင်လေးမှာရှိတာပါ။မှောင်နေရတဲ့ကြားတဲ့လမ်းပေါ်မှာဖြစ်သလိုထားတဲ့အလောင်းတင်တဲ့စင်တွေကိုလည်းရှောင်ရပါသေးတယ်။လမ်းရဲ့အဆုံးမှာမီးဒီဝါဝါဖိန်ဖိန်လေးထွန်းထားတဲ့အဝါရောင်အုတ်တိုက်ဟာရင်ခွဲယုံအဆောက်အဦပါ။သွားတာသွားနေရတယ်ပိုင်ပိုင်ရောကျွန်တော်ရောကြောက်နေကြတာလေ။ရင်ခွဲယုံရဲ့ဘေးမှာတော့ကျုံရိုးလန်းရှိပါတယ်။မက်စင်ကိုကျွန်တော်စလိုက်ခါစားအချိန်ကမက်စင်ကအဲ့ဒီလမ်းကနေသူ့အိမ်ကိုကြောင်းလွတ်ချိန်တိုင်းဖြတ်ပြန်ပါတယ်။မက်စင်ကအဲ့ဒီတော့ကစပိန်မဝဲရသေးတော့လမ်းလျှောက်ပြန်ကျွန်တော်ကသူ့ဘေးကနေစပိန်ကိုတွန်းပြီးလိုက်စကားပြောရင်ခွဲယုံနာရောက်ရင်တော့ဘာမှမသိတဲ့အနံ့တွေကြောင့်ကျွန်တော်ရောမက်စင်မှာခက်တက်တက်ရှောက်သွားနေကြပါ။ပြောနေရင်မက်စင်ကိုသွားတတိယမိနေပြန်ပါပြီ။တော့ပါသေးတယ်မက်စင်ကိုတတိယစိတ်ဟာကြောက်စိတ်ကိုဖုံးလွှမ်းတာတော့ရင်ခွဲယုံရှိမှလူ3ယောက်မတ်တက်ရဲ့စကားပြောနေကြတယ်ကျွန်တော်တို့ရောက်သွားတော့အောင်ကောင်းအမေနဲ့လူ2ယောက်ကရင်ခွဲယုံအဆောင်လို့ထင်ရတဲ့လူနဲ့စကားပြောနေအန်ဒီအော်အားတို့တငယ်ချင်းသူ့အမေနောက်ကိုလိုက်သွားရှာပြီဘလို့ဖြစ်တာလဲအန်ဒီသူ့ကိုလားခွန်နေကြတယ်ဆိုပြီးကြောင်ကြောင်တွေတညလုံးအောနေရင်ကဆုံးသွားတာဆရာဝန်တွေကတော့အတဝါယောဂါနဲ့ပြင်းထန်နမိုးနီးယားဖြစ်တာလို့ပြောတာပဲသားတို့ဝင်ကြည့်ချင်ကြည့်လေကျွန်တော်နဲ့ပိုင်ကဟာဖွင့်ထားတဲ့ရင်ခွဲယုံတကားကနေအလောင်းတင်တဲ့ကြောက်ခုံကိုလှမ်းကြည့်လိုက်တယ်ကြောက်ခုံကတခုံထဲမှာကြောက်ခုံပေါ်မှာအမျိုးသမီးတစ်ယောက်အလောင်းအဲ့ဒီအောက်ထန်းစင်ပေါ်မှာမှအောင်ကောင်းရဲ့အလောင်းကိုချထားတယ်မီးရောင်အဝါကြောင့်လားအတဝါယောဂါကြောင့်လားမသိအောင်ကောင်းရဲ့မျက်နှာဟာဝါချင်းချင်းဖြစ်နေတယ်ပါဇက်တွေကဟနေပြီးသူ့ရဲ့သွားတွေဟာကျွန်တော်ကိုပြုံးပြနေတယ်လို့ပဲကျွန်တော်စိတ်ထဲလှိုက်ခနေဖြစ်သွားတယ်ဆယ်ကျော်သက်အရွယ်မှာကျွန်တော်နဲ့တကယ်အနီးကပ်နေခဲ့ကြတဲ့တငယ်ချင်းတစ်ယောက်ဆုံးပါသွားတာကိုပထမဆုံးအချိန်ကြုံတွေ့ရခြင်းလားဒီကောင်နဲ့ကျွန်တော်အတွဲမိမိရှောက်ဝေခဲ့ကြရတယ်ကိုရုပ်ရှင်စက်ဝင်ငန်းတွေလိုတကယ်ချင်းပြန်မြင်အောင်လာတယ်ကျော်သွားပြန်ရအောင်ပါကွာပိုင်ကကျွန်တော်ပခုံးကိုဖတ်ပြီးပြောလာတယ်ဝဲတက်လာတဲ့မျက်ရည်တွေကိုကျွန်တော်မတိမတာခိုးတုံလိုက်တယ်ပိုင်လည်းမျက်လုံးတွေမို့အင်နေတာတွေ့ရတယ်အေးလေဒီရွယ်မှာကို့ပဝင်းကျင်ကရွယ်သူတယောက်ရဲ့ပေဆုံးမှုကိုမျက်မြင်တွေ့ရတာပဲကျွန်တော်အပြင်ထွက်တော့အခန်းဝမှာသူ့အမေကလည်းပြန်မှုပြင်းနေပါပြီသားကြော်သွားမင်းသူ့အဖေနဲ့အဆက်အသွယ်ရှိတယ်မဟုတ်လားအကောင်းဆုံးသွားပြီဆိုတာသွားအကြောင်းကြားပေးပါလားအန်ဒီသူ့အိမ်ဖုံးကိုစေးုံရှိ PC ဝါနဲ့ဆက်သေးတယ်မကင်မှုကွယ်ဟုတ်ကဲ့အန်တီကျွန်တော်သွားပြောပေးပါမယ်ရင်ခွဲယုံကနေစေးုံဘက်ကိုကျွန်တော်ပြန်လျှောက်လာကြတယ်ပိုင်ငါ့ကိုအောင်ကောင်းလို့ဖေးလိုက်ပို့ပေးပါခွာငါဦးလေးဆိုင်ကယူလာတာကွာသူ့သွားပြန်ပေးရမှာခုတောင်နောက်ကျနေပြီဒါဆိုလဲငါ့ရင်လိုက်ပို့ပေးငါဘက်ကစပိန်နဲ့သွားလိုက်မယ်အေးပိုင်ကဆိုင်ကယ်ကိုကျွန်တော်အိမ်ဘက်ဦးတည်လိုက်ပါတယ်အိမ်ရောက်တော့အမေကိုကြိုးချောင်ပြောပြလိုက်တယ်အမေလည်းအောင်ကောင်းတဲ့မို့ကြတော့စိတ်မကောင်းဘူးသူ့အဖေစီကျွန်တော်သွားအကြောင်းကြားပေးမယ်ဆိုတော့ညဦးပိုင်းလည်းဖြစ်နေတော့လွှတ်လိုက်ပါတယ်တကယ်ဆိုဟိုနေ့ကကားကိုဝင်တိုင်းမိကလေးကအမေကကျွန်တော်ကိုညဘက်စပိန်စီဝင်ပိတ်ထားတာဇောနဲ့နင်းလာလို့လားမသိဘူးဦးကောင်းမြတ်အိမ်ကိုကျွန်တော်ရောက်လာတယ်ခြံတကားကတော့ခက်ထားတာမို့အထဲဝင်လို့မရဘူးအတန်တစ်ခုတက်တက်ကြားတယ်အတန်လာရကိုနားထောင်ကြည့်တော့ကိုတော်ထဲမှာမိအောင်လဲတွေ့နေရတယ်ဦးကောင်းမြတ်အထဲမှာတခုခုများဖြစ်နေတာလားသူတို့အိမ်ရဲ့ခြံစည်းရိုးတွေကနိုင်လေးတွေမို့ကျွန်တော်ကြောဝင်ခဲ့လိုက်တယ်ကိုတော်နားနီးကပ်လာလေးအထဲကအတန်ကကျဲလာလေးပဲကျွန်တော်ကတ်တက်လေးကိုတော်စီပြေးလာလိုက်တယ်
ကိုတော်နဲ့ကြားနေရတာကညီးတယ်တခုဦးကောင်းမြတ်ကျွန်တော်အော်ခေါ်လိုက်တယ်အထဲကညီးတာဟာပိုးကျင်လာသလိုပဲကိုတော်ရှေ့ရောက်တော့တကားပိတ်ထားတယ်ကျွန်တော်တုံးပွင့်ဖို့ကြိုးစားတယ်မရဘူးတကားအားကြားကနေကိုတော်နဲ့ကျွန်တော်ချောင်းကြည့်လိုက်တယ်ဟာကိုတော်နဲ့ကမိမိန်ဖြောက်အောင်မှာမှောက်ခုံလဲကျနေတဲ့လူတယောက်သူ့အပေါ်မှာပြိုင်မင်းကပြိနေတယ်ဒါဦးကောင်းမြတ်ပဲတကားကိုကလပ်ဖွင့်ဖို့အတွက်တခုခုတွေ့ရလို့ကိုတော်ဘေးနားကကျွန်တော်ပတ်ရှာကြည့်လိုက်တယ်တန်တရင်းတစ်ခုလန်တရင်းကိုကျွန်တော်ကောက်ကင်ပြီးတကားကိုကန့်လန့်ဖွင့်ဖို့ကြိုးစားတယ်လက်တစ်ချောင်းသာဟသွားချိန်မှာကျွန်တော်လက်ကိုထိုးထည့်ပြီးအထဲကကန့်လန့်ကိုအားကုန်ဆွဲဖြုတ်ကြည့်တယ်ကျွန်တော်လက်ကဝဲဟာတကားချားမှာညံ့နေတဲ့ချားကလှည့်ပွင့်ရတာမို့အတော်လေးနာပါတယ်ပွင့်သွားပြီဦးကောင်းမြတ်ကျွန်တော်အထဲကိုပြင်းဝင်လိုက်ချိန်မှာမြင်ဝင်းတစ်ခုကြောင့်တော့မြင်သက်သွားရတယ်ကိုရောင်ထောင်းမှာကျိုးတုပ်ခံထားရတဲ့မတ်စင်ဘာတွေဖြစ်နေတာလဲကျွန်တော်မတ်စင်ရှိတာပြေးသွားလိုက်တယ်မတ်စင်ရဲ့ဗရက်တင်မှာလည်းအဝတ်တစ်ခုစိုးခံထားရတယ်မမကျွန်တော်မတ်စင်စီပြေးပြီးပါဇက်ချင်းကအဝတ်ကိုဆွဲထုတ်ပေးလိုက်တယ်မမဘယ်ကနေဘလို့သူမမကျူရှင်အစင်းမှာမမအမေရင်ကားပေါ်ပေါ်လာတယ်ဆိုပြီးလားခေါ်တယ်ပြီးတော့မမကိုကားပေါ်မှာတင်သူလက်ဖြင့်ရိုက်ချလိုက်တာတတိရလာတော့ဒီကျဲရောက်နေတာပဲသူမမကိုဘာလုပ်သေးလဲဒီလူကြီးခွာဟိုစပိန်မေးကိုမမကိုအတင်းခေါ်သွားပြီးသူ့လက်ထဲကဓာတ်နဲ့လေဘင်းကိုလှီးနေတော့မှဟိုစပိန်ကြီးကရုတ်တရက်မိုးပေါ်မြောက်တက်သွားပြီးသူ့အပေါ်ကိုအချိန်နဲ့ပြန်ချလာတာပဲသူသားကမမပခုံးကိုတော့နည်းနည်းထိသွားတယ်ကျွန်တော်လက်စင်ကိုထိထားတဲ့ကြိုးတွေကိုဖြီပေးကိုကြိုးစားတယ်ဆိုတာတကယ်ကြိုးစားရတာဗျမေဘေးကြီးကဘယ်လိုတောင်ချီထားလဲမသိဘူးမလက်ကလေးတွေကိုကျော်သွားမောင်လေးမဆင်အတန်ကြားလို့ကျွန်တော်မော့ကြည့်လိုက်တော့ကျွန်တော်တို့စီဒီရင်လျိုင်နဲ့လမ်းလျှောက်လာနေတဲ့ဦးကောင်းမြတ်သူ့လက်သွင်းမှာလဲဟိုဖုန်းကြီးပေးထားတဲ့ဓမြောင်ကင်ထားတယ်ကျွန်တော်လဲကိုတော်တကားဘေးမှာကြာနေတဲ့တန်တွင်းကိုပြေးခေါ်ပြီးမဆင်ရှိကနေကာရဲလိုက်တယ်ဦးကောင်းမြတ်ခဏမဟုတ်တာတွေမလုံးနဲ့တော့ကျော်သွားမင်းလည်းသိပါတယ်ဒီကောင်မလေးကအောင်နိုင်ထွေးရဲ့သွေးသားပဲငါအားလုံးကိုစုံစမ်းပြီးသွားပြီသူ့အဖေကအောင်နိုင်ထွေးပဲအောင်နိုင်ထွေးစားခဲ့တဲ့ဇလန်းကိုသူနဲ့အဆုံးသတ်မှဖြစ်မှာငါသားအောင်ကောင်းကိုကဲတင်မှုငါဒီချိန်တောင်အဆုံးသတ်ရမယ်ဦးကောင်းမြတ်ဟာဓာတ်ကိုကန်ရင်ရှေ့ကိုတိုးဖို့ကြိုးစားလာတယ်ဦးအောင်ကောင်းကဆုံးသွားပြီအခုပဲအောင်ကောင်းဈေးုံမှာဆုံးသွားပြီအဲ့ဒီသတင်းဦးကိုကျွန်တော်လာပြောတာဘာကျွန်တော်တကယ်ပြောတာခုနကပဲရင်ခွဲရုံမှာအောင်ကောင်းအောင်ကိုကျွန်တော်ကြည့်ပြီးပြန်လာတာဦးကောင်းမြတ်ဟာဓာတ်ကိုကင်ပြီးငငူကြီးရက်နေတယ်ပြီးတော့ပြိုင်မင်းရှိအောင်တစ်ချက်ကြည့်လိုက်တယ်ဒီမိစ္ဆာကောင်ကြောင့်ပြိုင်မင်းစီကိုပြေးသွားပြီးခြေထောက်နဲ့ကန်တယ်ပြီးတော့ကိုရောင်တမေးမှာထောင်ထားတဲ့ဓာတ်စီပုံကိုယူပြီးစပိန်မော်လောင်းချလိုက်တယ်မြင်းချစ်ပဲမှာလေသူ့လက်ထဲမှာဓာတ်ရှိတာမို့ကျွန်တော်လည်းတန်တရင်းကိုကင်ထားပြီးအကက်မခံပါဘူးမန်းစင်ကလည်းကျွန်တော်နောက်မှာကြောင်းလန်ကြားနဲ့တုံရီးနေတယ်ဦးကောင်းမြတ်ဟာဂိုလောင်ထဲမှာရှိတဲ့ကားပြင်ကရိယာပြတ်တာတွေကိုဖွင့်ပြီးတစ်ခုခုကိုရှားနေတယ်မမီသားသူကိုဖြက်စီးရဲ့ကောင်ကိုမီးလောင်လိုက်တွင်းပြမယ်ဦးကောင်းမြတ်လက်ထဲမြင်းချစ်ရောက်သွားချိန်မှာပဲအောင်ဝန်းစရာအဖြစ်တစ်ခုကိုကျွန်တော်ရောမတ်စင်မှာမြင်လိုက်ရတယ်တန်လပတ်စားနဲ့အုပ်ထားတဲ့ကားရုတ်တရက်ဝန်းနယ်နဲ့ညီပြီးရှေ့မီးကြီးလင်းလာတယ်ပြီးတော့သူ့ဟာသာဆက်လို့ပြီးအချိန်နဲ့ဦးကောင်းမြတ်ရှိဟာပြေးဆောင်လာတော့တယ်ဦးကောင်းမြတ်ဟာညီကြီးပေါ်3လိပတ်လိမ့်ပြီးဂိုလောင်ရှိကိုကျသွားတယ်သူ့ကိုဖြက်စီးဖို့ကြိုးစားသူတိုင်းကိုသူကတက်ပစ်လိမ့်မယ်နဂတော်ကြီးရတနာတင့်ရဲ့စကားကိုကျွန်တော်ကြားအောင်လာတယ်ကားဟာနောက်ကိုပြန်ရက်သွားပြန်တယ်ပြီးတော့ဦးကောင်းမြတ်ရှိဟာတလိမ့်ချင်လိမ့်လာတယ်ကျွန်တော်ထထွက်သွားပြီးဦးကောင်းမြတ်ကိုဆွဲတူကိုကြိုးစားတယ်မမီတော့ပါဘူးကားဟာဦးကောင်းမြတ်ကိုတက်ချိတ်ပြီးဘိန်းလေးဘိန်းနဲ့တရုတ်တိုက်ဆွဲခေါ်တယ်လို့ပါသွားပြီးဂိုးတောင်တကားဝမှာကန့်လန့်ဖြတ်ရက်သွားပါတယ်ကျွန်တော်လက်စင်ကိုကျိုးဖြေပြီးဆွဲထူလိုက်တယ်ပြီးတော့ဒီဂိုးတောင်ထဲကအမြန်ဆုံးထွက်ဖို့ကြိုးစားတယ်ဦးကောင်းမြတ်ရဲ့အသက်ငင်လန်တဲ့အတူအခြားလူအောင်များစွာရဲ့အော်လိုက်တန်တွေက
ကိုတောင်ထဲမှာစုညမ်းနေတယ်အသက်တွက်ခါနေဦးကောင်းမြတ်ဟာသူ့လက်ထဲကမိချစ်ကိုအားဆိုင်ချစ်ပြီးမိတော့ကိုမြေကြီးနဲ့ကက်လိုက်ချိန်ပါပဲဟုံးဆိုတဲ့အတန်နဲ့အတူမီးတော့မီလီယံလေးကိုတောင်တစ်ခုလုံးမှာဟုံးကနေမဆင်လာကားကကိုတောင်ပေါဝါမှာကန့်လက်ဖြတ်ခံထားလို့မဆင်ကိုကားပေါ်ကိုကျော်သွားဖို့ကျွန်တော်ကအောက်ကနေတွန်းတင်ပေးတယ်ကားခေါင်မို့မဆင်ရောက်သွားတော့ကျွန်တော်လည်းကားပေါ်တက်ဖို့ပြင်လိုက်ချိန်မှာလူမပါတဲ့ပြိုင်စပိန်ဟာသူ့အလိုနင်းလာပြီးကျွန်တော်ကြော်ကိုဝင်ဆောင်တာခံလိုက်ရတယ်ကြောရိုးတစ်ခုလုံးနာကျင်မှုကပြောမပြတတ်အောင်လေကျွန်တော်မြေကြီးပေါ်လဲကျသွားတယ်မောင်လေးလာတော့မိုင်းစင်ကကားပေါ်ကနေလက်လန့်ကန်တယ်ကျွန်တော်လဲနေရကထားဖို့ကြိုးစားပေမဲ့ပြိုင်ဘင်းရဲ့လက်ကန်အကွေးရလဲကျွန်တော်ညာဘက်ခြေရင်းဝက်ကိုထွက်မရအောင်ကလပ်ထားသလိုမွေးမှုဘလို့မှယုံနေရမိုင်းစင်ကကျွန်တော်လက်ကိုဆွဲထိုင်နေသူ့ပခုံးဓားတယ်ကသွေးတွေတစိမ့်စီးကြလာတယ်မက်စင်ရဲ့သွေးတွေကကျွန်တော်လက်ပေါ်မှာစူလို့ရွှဲလို့ပေါ့ကျွန်တော်စိတ်ခဲဖြတ်ကနေအတိအကျဝင်လာတယ်။အောင်နိုင်ထွေးစတင်ခဲ့တဲ့ချိန်စာဟာအောင်နိုင်ထွေးရဲ့သွေးသားစီကသွေးနေမှာအဆုံးတောင်လုံနိုင်မဲဆိုတာကိုဒါနဲ့ကျွန်တော်လက်ကမက်စင်ရဲ့သွေးတွေကိုပြိုင်မင်းရဲ့လက်ကင်မှာတုတ်ပြလိုက်တယ်။မြေရောက်တွေကြားမှာတော့ပြိုင်ဘင်းရဲ့တန်လက်ကင်တိုင်းကအေးဆက်ဆက်ကြီးပြီးတော့ဘုန်းကြီးပြောခဲ့တဲ့အတိုင်းဓာတ်နဲ့စာအုပ်ကိုကျွန်တော်ရှာတယ်။ကျွန်တော်မနက်မကမ်းမှာမီးလောင်စာပြုတ်နေပြီဖြစ်တဲ့ဦးကောင်းရဲ့အလောင်းသူ့အလောင်းစီမသွားနိုင်ရင်မိကုန်းနှံတွေတက်စီနှံတွေကြောင့်ကျွန်တော်ခေါင်းတွေမိုးဝေလာတယ်မီးရောက်တွေကလည်းတလက်လက်အသက်ရှူကကြက်တစ်ထက်ကြက်လာနေတယ်ကျွန်တော်ခြေထောက်ကိုပြီးထားတဲ့ပြိုင်မင်းဟာတဖြည်းဖြည်းလက်တံတွေထွက်လာတယ်ပြီးတော့လူတယောက်အသွင်ပြောင်းသွားတယ်တယောက်မဟုတ်၃ယောက်၄ယောက်ဖြစ်နေတာပါလားအောင်ကောင်းကသူ့သွားကြီးတွေဖြည်းဖြည်းရေပြနေတယ်ဆရာလေးကိုမြင့်နိုင်ဟာခါကုန်းကုန်းနဲ့မြေကြီးပေါ်မှာဘေးတစ်ကောင်ကြီးနောက်တစ်ယောက်ကအောင်နိုင်ထွေးစပိန်သမားအောင်နိုင်ထွေးလူမျက်နှာမှာသွေးတင်နေကိုော်ကြီးဆိုတဲ့လူကလည်းကျွန်တော်လက်တွေကိုအတင်းလိုက်ဆွဲနေခဲ့ကားအောင်မှာလဲကျနေတဲ့ဦးကောင်းမြတ်ကိုကြည့်လိုက်တော့မိလောင်တန်ရာတွေကြားကနေမျက်လုံးတွေကကျွန်တော်ကိုစိုက်ကြည့်နေတယ်ကျွန်တော်သိရတော့မယ်အရှင်လက်မိလောင်ပြီးပေးရတော့မယ်သူတို့ခေါ်ရလိုက်သွားရတော့မယ်မမသွားတော့နောက်ဆုံးအနေနဲ့ချစ်တော်မတ်စင်ကိုကျွန်တော်မောကြည့်လိုက်တယ်ဟာဘာကြီးလဲမိကိုငွေတွေကြားကားပေါ်မှာရောက်နေတာနဂရောရတနာတင့်ကြီးအနဲ့အောင်ဝမ်းဆိုင်ရင်ရတနာတင့်ကြီးဟာစပင်ကိုဖားလာချလို့လွှာကနေကျွန်တော်ရှေ့ခုံဆင်းလိုက်တယ်ပြီးတော့ကျွန်တော်ခြေထောက်ကိုပြီးထားတဲ့ပြိုင်မင်းကိုပါဇက်ကတတွတ်တွတ်ရွတ်ပြီးဆွဲပယ်လိုက်တယ်ပြိုင်မင်းဟာအံ့ဩစရာအဝေးကြီးကိုဖော့တုံးလေးလိုလွင့်သွားလိရဲ့အလားကလေးကိုလာတဲ့ရောဘာတွေဖြစ်ကုန်လဲမသိကျွန်တော်တတိယတစ်ချက်မရတစ်ချက်မှာလှလှကြီးကြောပေါ်ရောက်နေပြီဓာတ်နဲ့စာအုပ်ရတနာတင့်စီကျွန်တော်လှမ်းអော်လိုက်တယ်သိတယ်ငါသိတယ်ကောင်လေးရတနာတင့်ဟာဦးကောင်းမြတ်အလောင်းကနေတကုတ်ကိုတဲကြီးမဲကြီးရှားနေတာတွေ့ရတယ်ကျွန်တော်ကိုမြေပေါ်မှာချပေးလိုက်ချိန်မှာကိုတော်ဟာမီးဆွဲနေပါပြီမိသက်ကားတွေပုံဝင်းကျင်ကလူတွေအတန်လေးကြားနေရတယ်မောင်လေးအဆင်ပြေရဲ့လားကျွန်တော်ပေးနာကိုမဆင်ရောက်လာပြီးတွဲထူလိုက်တယ်ရတယ်မမရတယ်မိသက်ကားကရေပန်းတွေဟာကိုတော်မို့တဖွဲခွဲအတင်းကျမတငယ်ချင်းအထဲမှာကြံခဲ့တယ်ကဲပေးပါအောင်ရှင်လာလာကြီးကမိသက်တွေကိုစိုးရိမ်ကြီးအော်ပြောနေတယ်နေရလည်းငိမ့်တဲ့လောက်ဖြစ်နေပါပြီအဲ့ဒီအချိန်မိခိုးတွေဦးနေတဲ့ကြားကနေမနှဲအောင်ဝမ်းဆက်နဲ့ဓမြောင်တစ်ချောင်းကိုဂိုင်းလာတဲ့အရေးတခုရတနာတင့်မိသက်တွေဟာရတနာတင့်ကိုပြေးတွယ်လိုက်ကြပြီးကျွန်တော်တို့ရှိရာခြံတောင်းကိုလာပို့ပေးအမလေးအတင့်ရဲ့ပြန်တီးပေးလို့ပေါ့ဟဲ့လှလာကြီးကသူ့တငယ်ချင်းကိုဖတ်ပြီးငိုပါလေရောကျွန်တော်လည်းမမကိုဖတ်ငိုကိုကြိုးစားပေမဲ့ရဲတွေရောက်လာတာနဲ့မဖတ်လိုက်ရပါဘူးဦးကောင်းမြတ်ဟာသမီးအမေအရင်တငယ်ချင်းဆိုပြီးတီးခဲ့ရပါတယ်ပြီးရတဲ့ရက်ကလည်းသူအိမ်ဝင်လာပြီးသမီးမွေးသားမိဘတွေနဲ့တခါပြောကြပါတယ်အဲ့ဒီနေ့ကတော့သူသမီးကျူရှင်ရောက်လာပြီးသမီးအမေချင်းနဲ့သူအဆက်အသွယ်ရကြောင်းသူကားပေါ်မှာပါလာတာမို့လိုက်စကားပြောဖို့ခေါ်ပြီးကားပေါ်အရောက်မှာသမီးကောင်ကိုရိုက်ချလိုက်တာပါတတိယချိန်မှာတော့
သူကဓာတ်နဲ့သမီးကိုတတ်ဖို့ကြိုးစားတာပါပဲအဲ့ဒီအချိန်စပိန်ကြီးကအလိုလိုမိုးပုံမြောက်တက်သွားပြီးသူ့ပေါ်ပြန်ပြုတ်ကျသွားတာတွေ့လိုက်ရတယ်အဲ့ဒီနောက်တော့ကျော်သွားရောက်လာတာပဲအမှုစစ်ဒူရဲ့အုပ်ဟာစားအုပ်တဲ့လိုက်မှန်နေရကခဏရက်ပြီးခေါင်းကိုကုပ်လိုက်တယ်စပိန်ကသူ့လိုလိုမြောက်တက်သွားတယ်ဟုတ်လားဟုတ်ပါတယ်အမှုစစ်ဒူရဲ့အုပ်ကဣဗန်မော်ကိုတေချာကြည့်ပြီးခေါင်းကိုခက်လေးလေးခါလိုက်တယ်ကျွန်တော်ကအောင်ကောင်းဆုံးသွားတဲ့အတွက်သူ့အိမ်ကိုသွားအကြောင်းကြားပေးရပါသူ့ရဲ့ပထမမိန်းမအန်တီတက်သေးရှိပါတယ်ဟိုရောက်တော့ဂိုဒေါန်ထဲကအော်လန်ကြားလို့သွားကြည့်ရင်မဆင်မိုက်ဣဇင်မော်ကိုသူ့ဖမ်းထားတာတွေ့လို့တန်တီခဲနဲ့ကလပ်ပြီးအထဲကိုဝင်ခဲ့တာပါဦးကောင်းမြတ်ဟာသူ့ရဲ့ကျင်းစာပြေဖို့အတွက်ဣဇင်မော်ရဲ့သွေးနဲ့အစီအရင်တစ်ခုလုပ်ဖို့အမှုစစ်ဒူရဲ့အုပ်ဟာကျွန်တော်ကိုမျက်မှောင်ကျုပ်ပြီးကြည့်တယ်ဘာတွေလဲညီလေးရသူညီးလိုက်ပြီးခေါင်းကုံနေပြန်တယ်ကျမတငယ်ချင်းလှလှကဦးကောင်းမြတ်ကိုကျွန်တော်စီခေါ်လာခဲ့တာပါသူ့ကိုနှောက်ယှက်နေတဲ့အမောင့်ပြောကတခုအတွက်ကာကွယ်ပေးဖို့ဆိုတော့ဦးကောင်းမြတ်အိမ်ကဒီကိုယ်တော်ထဲမှာအဓိကရှိနေတဲ့အတွက်ကျမအစီအရင်လုပ်ပေးခဲ့ပူပါတယ်လွန်ခဲ့တဲ့အချက်ကတော့ဦးကောင်းမြတ်ကကျမစီရောက်လာတယ်သူ့အိမ်ကချိန်စာကိုဖြေဖို့နီလန်းတွေ့ပြီးမို့ကျမလိုက်ကူညီပေးဖို့ပါဒါပေမဲ့သူပြောရဲ့အစီအစဉ်ကကောင်မလေးရဲ့သွေးကိုယူပြီးစရေသိရင်စရေရမယ်ဆိုတာမျိုးမူမမှန်တဲ့အပြောတွေမျိုးကျမလက်မခံခဲ့ပါဘူးဒါပေမဲ့အဲ့ဒီနေ့မနက်မှာတော့ကျမအာယုံထဲမှာအမေရေရင်ကညသကောင်မတိုင်ရင်အဲ့ဒီအိမ်ကိုအရောက်သွားပြီးနိုင်ငံရခြားကလာတဲ့ကျင်းကဇိုးကနေလူတွေကိုကယ်တင်မှုပြောလာတယ်ကျမလည်းအဲ့ဒါနဲ့နေ့လယ်ဘက်ကလေးကရန်ကုန်ကထွက်လာတာလှလှကိုဝင်းခေါ်ပြီးဒီရောက်တော့မီးလောင်နေတာနဲ့ကြုံလာပါပဲမီးလောင်နေတော့မှအဲ့ဒီကောင်မလေးရဲ့သွေးစွန်းနေတဲ့စပိန်မော်အစီအရင်ကိုကျမပြီးအောင်ဖျက်ဆီးနိုင်ခဲ့ပါတယ်ဒူရဲ့အုပ်ကခေါင်းကိုခန့်ထန်တာကုတ်ပြန်ပါတယ်ယူနီဖောင်းကကျဲစည်းတစ်လုံးကိုလည်းဖြုတ်တယ်ပြီးတော့လွဲပေါ်ကရက်တောင်ကိုယူခတ်လိုက်တယ်ကျွန်တော်ကယူချင်တာပဲခမားတို့ထွက်ဆိုချက်တွေကိုစကမ်းမှုနဲ့မြို့နယ်မှာတင်ပြလိုက်ရင်မင်းဘယ်ရုပ်ရှင်တွေကကူးရီလာတာလဲဆိုပြီးကျွန်တော်ကိုဆဲကြမှာဗျဂျာမနီတွေရောအမေရိကန်တွေရောရှုံနေတာပဲပြီးတော့ခမားတို့ထွက်ဆိုချက်တွေကကျင်းစာတင်နေတယ်ဆိုတာအဲ့ဒီပြိုင်ပင်းကိုမီးလောင်မြင်မှာလုံးဝရှာမတွေ့ခဲ့ဘူးစိတ်ညစ်တယ်ဗျာခမားတို့ပဲယူနေတာကကျွန်တော်ပဲယူနေတာ2020ခုနှစ်ဘကိုးစေးုံကြီးပေးရင်ခွဲုံရှိလမ်းအတိုင်းကျွန်တော်ကားကိုမောင်းလာလိုက်တယ်အရင်ကလိုဂျိုင်းတွေဘူးတွေနဲ့ကက်တရာလမ်းလေးမဟုတ်တော့ပဲကျုံးတဲ့ဘေးမှာခုံနေပါနေနဲ့လှလှပပလမ်းကလေးဖြစ်နေပါပြီတွန်းဖျားဘက်ကိုချိုးခွေကြက်ခံဝိုင်းဖုန်ကြီးချောင်းကိုကြောလာခြင်းတပြာညလက်ဖက်ရည်ဆိုင်နေရာကိုကျွန်တော်လှမ်းကြည့်မိတပြာညလက်ဖက်ရည်ဆိုင်မရှိတော့တာဘယ်နှစ်တောင်ရှိမှမသိမဆင်ဆုံးသွားတာကတော့2 နှစ်ကျော်ခဲ့ပါပြီကျွန်တော်နဲ့လမ်းခွဲပြီး2009ခုနှစ်မှာသူအိမ်တော်ပြုတ်သွားခဲ့တယ်။သမီးလေးတယောက်ရပြီးနောက်သူဆုံးသွားခဲ့ပါတယ်။လှလှကြီးလှလှကြီးကတော့လွန်ခဲ့တဲ့10 နှစ်ကလေးကသူ့စာတီးတက်ကလမ်းမှာပဲအသေးရောဂါနဲ့ဆုံးသွားခဲ့တယ်။နိုင်တော်ကြီးရေဒနာတင့်ကတော့အခုချိန်ထိတောင်ပြုံးမှာအောင်မြင်တဲ့ဘောင်းဆိုင်သိုးဆောင်နတ်ကတော်ကြီးအဖြစ်သတင်းတွေမှာမြင်ရတယ်။မားကတစ်လမ်းဘက်ကိုပြန်လာတဲ့အခါဂျာမနီလက်ပတ်ဆိုင်ဖွင့်သွားဖို့တဲ့အလုပ်သမားရုံးနေရာကိုကျွန်တော်ဖြတ်ခနဲ့ကြည့်မိတယ်။အချိန်ကပြိုင်မင်းတစ်စီးနဲ့အန်ကောင်းတယောက်ကျွန်တော်ရှေ့လာရက်တဲ့အချိန်ပေါ့။ဟင်းအောင်ကြော်သာကြီးဆိုတဲ့အကန်ကိုနားနဲ့ကြားရောင်နေတယ်။ဒီဇက်လန်ထဲမှာကျွန်တော်ကလွဲလို့ဘယ်သူမှအပြင်မှာလက်ရှိထင်ရှားမရှိကြတော့တာလေ။ပြိုင်မင်းရဲ့ကျင်းသာများလားပေါ့။ဟုတ်မယ်တော့မထင်ပါဘူး။နောက်တော်ကြီးရတနာတင့်ကိုယ်တိုင်မီးလောင်နေတဲ့ကြားထဲကနေသွေးနဲ့အစီရင်ကိုရောက်ပယ်ဖြတ်ခဲ့ပြီးပါပြီလို့ပြောတာပဲကျွန်တော်အိမ်ရှိမှာကားကိုကျက်လိုက်တယ်အဖေနဲ့အမေကိုသတင်းကြွကြောဖို့ဒီမျိုးလေးကိုပြန်လာတာပါကားပေါ်မှာဆင်းဆင်ခြင်းပဲလူပြိုပေါက်ဖြစ်နေပြီဖြစ်တဲ့ကျွန်တော်တူလေးကကျွန်တော်လက်ကိုလာပြေးဆွဲတယ်ဥကျော်တော်ကိုပြရရှိတယ်နောက်မှပြကွာအခုမှရောက်လာတာမင်းကလည်းမဟုတ်ဘူးဥကျော်သားရဖေဖေကသားကိုပြိုင်မင်းဟောင်းလေးတစ်စီးဝယ်ပေးထားတယ်လုံးဝအန်းထိန်တော့မိုက်တယ်ဘယ်ဘက်လက်ကင်မှာနည်းနည်းလေးခြိုက်နေတာကလွဲလို့အကုန်အစ်စ်တိုင်းပဲကျွန်တော်သူ့လေးရဲ့လက်ကို
အလက်အကြာပုတ်ထုတ်လိုက်မိပါတော့တယ်ဒီနေ့ရဲ့စီစဉ်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ထပ်စာအုပ်ပေါင်းများစွာကိုလည်းစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်